ဝတ်မုံရွှေရဲ့စကားထက်ပိုတာလိုနေလို့နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာစုရသွားခဲ့တဲ့မိမိကိုကိုရဲ့တပင်တယ်မြနေစီမင်္ဂလာပါပရိသတ်ကြီးမိမိကိုတရုပ်ဆောင်ထားတဲ့တပင်တယ်မြနေစီရုပ်ရှင်စကားကရုံတင်ဝင်ဝင်လဲကောင်းမွန်ခဲ့တဲ့အပြင်အားပေးမှုလည်းရခဲ့ပါတယ်မိမိကိုကိုအကယ်ဒမီရဖို့အတွက်ခံမှန်းထားကြပေမဲ့လည်းစုနေတော့လွဲချော်သွားခဲ့ပါတယ်ဒါပေမဲ့တရုတ်ပြည်သူသမ္မတနိုင်ငံယူနယ်ပြည်နယ်မှာကျင်းပတဲ့လန်ချဲမဲကောင်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ရတရပတ်ပွဲတော်မှာမိမိကိုတရုပ်ဆောင်ထားတဲ့တပင်တယ်မြနင်းစီရုပ်ရှင်ဇာတ်ကားကအထူးချုံပြောင်မြောက်ဆုံးဇာတ်ကားဆိုရသွားခဲ့ပါတယ်။ဒီရုပ်ရှင်ပွဲတော်မှာမြန်မာရုပ်ရှင်နကားဖြစ်တဲ့ချစ်သူသာပန်းတွင်ဖြစ်ခဲ့ရင်လည်းတပင်တယ်မြနင်းစီရုပ်ရှင်ကားတွေကိုပါဝင်ပြသခဲ့ပါတယ်။အခြားနိုင်ငံဇာတ်ကားတွေလည်းပါဝင်ပြသပေမဲ့တပင်တယ်မြနင်းစီရုပ်ရှင်ဇာတ်ကားကတော့အကောင်းဆုံးရုပ်ရှင်ဇာတ်ကားစုကိုရရှိသွားခဲ့တာပါဝတ်မုံရွှင်တရုပ်ဆောင်ထားတဲ့ချစ်သူသာပန်းတွင်ဖြစ်ခဲ့ရင်ဇာတ်ကားကတော့အကောင်းဆုံးဇာတ်ကားစုနဲ့လွဲချော်သွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ကအကယ်ဒမီပေးပွဲမှာတော့ဝတ်မုံရွှင်နဲ့မိမိကိုကအကယ်ဒမီဆုအတွက်အပြိုင်ဆိုင်ဖြစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့မိမိကဆုမရပဲကြံရင်ခရပေမဲ့လေသူ့အတွက်တော့ပြိတ္တရဲ့အားပေးမှုကိုပဲတန်မိုးထားတာပါနိုင်ငံခြားကရုပ်ရှင်အကဲဖြတ်ထားတွေရွေးချယ်တဲ့ချိန်မှာတော့တပင်တယ်မြနင်းစီဇာတ်ကားကစုရသွားခဲ့ပါတယ်ဒီလိုစုရတာကတော့မိမိကိုကတော်တော်လေးပါဝင်တယ်လို့တခြားပါဝင်တဲ့တရုပ်ဆောင်နဲ့ဒရိုက်တာအဖွဲ့သားအလုံးကညညွတ်နေရကြောင်းလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာအကယ်ဒမီရခဲ့တဲ့ဇာတ်ကားကအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာစုရတာကတော့အံ့ဩစရာဖြစ်ပါတယ်ရုပ်ရှင်စံနှုန်းချင်းနဲ့အကဲဖြတ်ပုံချင်းမတူညီတာကြောင့်လေတပင်တယ်မြနင်းစီဇာတ်ကားကမြန်မာမှာတစုမှမရခဲ့ပါဘူးဒါပေမဲ့နိုင်ငံခြားမှာပြသတဲ့ချိန်မှာတကယ်အရေးချင်းအစ်စ်မှန်နဲ့စုရသွားခဲ့ပါတယ်ဒီပွဲကိုတော့မိမိကိုယ်တိုင်တက်ရောက်ခဲ့ပြီးစုကိုလက်ခံခဲ့ပါတယ်အခုဆိုရင်မိမိကိုကနိုင်ငံတကာလက်ခံလောက်တဲ့စံနှုန်းနဲ့တရုတ်ဆောင်အရေးချင်းရှိသူအဖြစ်အတိမတ်ပြုခံနေရပါပြီဝမုံရွှေရဲ့ချစ်သူသာပန်းတွင်ဖြစ်ခဲ့ရင်ဇာတ်ကားနဲ့မိမိကိုရဲ့တပင်တယ်မြနင်းစီရုပ်ရှင်ဇာတ်ကားမှာဘယ်ဇာတ်ကားကိုပိုပြီးသဘောကျလဲဆိုတာကိုမမပြောပြခဲ့ပါအောင်နော်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းလိုက်ပြစီအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီစဉ်ကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစီရှင်